ရုရှားနိုင်ငံရဲ့စာကြည့်လိုက် USSR လက်ထက်နေရဆောက်ခဲ့တဲ့ဟာပေါ့မော်စကိုမှာရှိလေအမျိုးသားစာကြည့်တဲ့ရုရှားအဆောက်အဦဒီလိုအဆောက်အဦတွေ9ဧကရှိတယ်ဝင်းတော့မပြောနဲ့တော့အဆောက်အဦတက်တဲ့9ဧကရှိတယ်ကြောက်တုံးတွေနဲ့ဆောက်တာတခဏနာကြီးပါတယ်တော့ City Library Germany ဒါမြို့စာကြည့်လိုက်ပဲရှိသေးတယ်နိုင်ငံကိုစားပြုတဲ့စာကြည့်တယ်မဟုတ်သေးဘူး Germany ပါတယ်တော့ Brazil စာကြည့်လိုက်ဒီမှာ BRICS မှာလဲဆရာပဲနော်လူလဲ G20 ကမ္ဘာအချမ်းသာကြွယ်ဝဆုံးစက်မှုထိပ်သီးနိုင်ငံ20ထဲမှာပါတယ်အားလုံးဗျာအမျိုးသားစာကြည့်တာအစ္စရေးလူရေတကမ္ဘာလုံး9 သန်းရှိတယ်အစ္စရေးလူမျိုးသူနိုင်ငံထဲမှာ6 သန်းဝန်းကျင်လောက်ရှိတယ်အစ္စရေးကလူတိုင်းလယ်သမားပဲတောင်သူပဲလူတိုင်းစစ်သားပဲဒီရောမရောကုန်စစ်ပညာတတ်အကုန်တောင်သူပဲသူတို့တောင်သူကရှင်မြလောင်းကုန်တယ်ဖြူတန့်လို့ဇေထိုးအကိုင်နဲ့ဆရာဝန်လိုပဲအခင်းတွေပါတွေသွားပြီးတော့သူတို့ကဆေးဖြန်းနေတာမဟုတ်ဘူးဆေးဘုံကြီးလွယ်ကြီးဖြန်းနေတာ drone လွှတ်လိုက်တာဆေးဖြန်းတဲ့ drone အဲ့မှာဘယ်ပင်ကရောစာတက်အာဟာရတက်ပါလို့လဲ NPK နိုက်ထရိုဂျင်တက်များနေနိုက်ထရိုဂျင်တက်များနေအဲ့ဒီအပင်အရွက်6တာတွေအရွက်ကွက်တာတွေမှုဆွဲတာတွေလာလေပိုတက်ဆီယမ်တက်နဲ့ပိုတက်ဆီယမ်တက်နဲနေဒါအသီးအပွင့်လိုက်တာတွေအားနေမှာphosphate တက်တွေနဲရင်အသီးတင်တာတွေနဲမယ်အလေးအပြောက်တွေများမယ် NPK nitrogen potassium ဟုတ်ပလားအစားရှိပြန် phosphoric ဒီဓာတ်တွေပေါ့ဆိုတော့တစ်ပင်မှာလိုအပ်တဲ့ဓာတ်တွေ16မျိုးလိုတယ်လူတွေမှာလိုအပ်တဲ့ဓာတ်တွေ3မျိုးလိုတယ်အဲ့တစ်ပင်တွေကဓာတ်တွေကိုစပြီးတွေ့တော့လူကကပလီကာရောဟာရောဣမတကာယတအာဟာရပိစေနပိစေယောကပလီကာရအာဟာရအလုတ်လွေးပြူရတဲ့အာဟာရအဲ့ဒီဗီတာမင်တက်ကယ်လ်ဆီယမ်တက်ဓာတ်ထုတက်ပရိုတင်းတက်အဲ့ဒီဓာတ်တွေပဲသားရတာလေအဲ့ဒါတစ်ပင်တွေကအဲ့ဒါရွေးနိုင်ငံဒီတော့အမြဲတမ်းပြောတယ်ရေလဲပြင်ရမယ်မြေလဲပြင်ရမယ်လူလဲပြင်ရတို့ဘုန်းကြီးတွေကလူပြင်ဖို့ပဲအောင်ဆိုင်လူပြင်ဖို့တင်အောင်ဆိုင်လို့မရဘူးလူတွေပုသွားပြီလူတွေညံသွေးနှိမ့်သွားအာဟာရတက်မပြည့်ညံမကောင်းဘူးရှင်များတို့စာမပါပြီးတာပထမပါပြီးတာညံကောင်းသေးတဲ့နီးတော်တတ္တိဟာအာဟာရပဲအာဟာရပြည့်ပြည့်ဝသားရင်ညံကောင်းတယ်ညံကောင်းတဲ့သူချင်းတူတူဆိုအာဟာရပြည့်ဝစားတဲ့သူကပိုပြီးညံကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားကျမ်းမဟာသီတ္တနာတုတ်ဘယ်မှာဟောတော့ဗျာကမ္မတကမ္မကုရုတိုင်းမှာဟောတယ်ဘာဖြစ်လို့တော့လိုက်ကြည့်လိုက်ဒီတော့ဝါသနာပါတယ်အဲ့ဒါလေဒါအဖွင့်နေလိုက်ကြည့်တော့ဘာကြောင့်သူကကုရုတိုင်းမှာဟောတော့ဆိုကုရုတိုင်းလူတွေကညံကောင်းတယ်ဘာကြောင့်ညံကောင်းဆိုရာသီဥတုကောင်းတယ်ရာသီဥတုကောင်းတဲ့အခါကျတော့ရေမြေကောင်းတယ်ရေမြေကောင်းတော့အသီးနှံတွေကအာဟာရတက်ပြည့်တယ်အာဟာရတက်ပြည့်တဲ့အသီးနှံတွေကိုသားရတဲ့လူတွေကညံကောင်းတယ်ညံကောင်းတော့မဟာသီတ္တနာတုတ်ရှုခွက်40ခုပါတယ်ကာနုပဒနာမှာရှုခွက်14ခုဝေဒနာနုပဒနာမှာဣရိယဗေဒာနီးနဲ့ဝေဒနာ9ပါးကုလူတွေဘယ်နှပန်းမှန်တော့ဝေဒနာ9ပါးခွဲဟောတာလေဣရိယဗေဒာနီးနဲ့ဟောတာလေဟိုမှာစိတ်ဓာနုပဒနာမှာစိတ်16မျိုးခွဲဟောတယ်လေဟိုဇန်စိတ်တွေထိပြီးသွားရောဟုတ်ပြီလားဟောဓမ္မနုပဒနာမှာအပိုင်း5ပိုင်းလေအဲဒီတော့နိဝရဏပပခန္ဓာပပအာယရဏပပဘောဇင်္ဂပပသစ္စာပပရှုခွက်စုစုပေါင်း40ခုဟောတာကုံရောမဟာသရိယနာသုတ်ကအရှင်မြတ်ဒါရှုနိုင်တာလူပြည်ပဲရှုနတ်ပြည်ပဲရှုပြိုင်းပဲအကုန်ထဲ့သွင်းဟောထားတာဒီထက်ပြည့်စုံတဲ့သုတ်တာမရှိဘူးကမ္မဋ္ဌာန်းဘုန်းကြီးတွေမှုတ်နေအောင်လုပ်တာအာရိဒနာသုတ်မှုတ်နေအောင်လုပ်တာထုံးလို့ခြေရည်လို့နှောက်ဆိုတာမျိုးလို့ထုံးလို့ရေလို့နှောက်ကျွမ်းနေရကမ္မဋ္ဌာန်းပြတော့မှာလေပိုင်မို့လို့တယ်ဗျနော်အဲ့ဒါဘာကြောင့်အဲ့ဒီမှာဟောတာဆိုအဲ့ဒီကလူတွေကညံကောင်းတဲ့သူတွေကိုဘုရားရှင်ကတရားဟောတော့ထိထိမိရှိတယ်ပေါ့ဗျာဟုတ်ဘူးလားဗျာနော်အဲ့ဒါဘုရားတဆူမှာအဲ့ဒီတုတ်တန်ကြီးကတစ်ကြိမ်ပဲဟောတယ်ထူးထူးခြားခြားကြီးဟိုနေရာဒီနေရာမှာအလင်းသိတယ်လို့ကာယ ानु ပဒနာကိုဟောတယ်ဝေဒနာ ानु ပဒနာကိုဟောတယ်တို့တော့၄ခုလုံးတစ်ခါတည်းသုံးပြီးဟောတာတစ်ကြိမ်ပဲဟောတယ်နော်အဲ့ဒါဘာကြောင့်အဲ့လိုဟောတာလဲဆိုညံကောင်းတဲ့သူတွေဒီမှာသွားပြီးဟောတယ်ကမ္မတကမ္မပောရိတာရခြေထောက်ညောင်ဆူးတဲ့နေရာနော်ခြေထောက်ညောင်ဆူးတဲ့နေရာအဲ့ဒါကြောင့်ကမ္မတကမ္မလို့ခေါ်တာပောရိတာရဘောတော့ခြေထောက်ညောင်ဆူးတဲ့ဟာအစွဲပြေပြီးတော့နော်မာဂန္ဒီတို့ဘုရားကိုပြိုင်တဲ့မာဂန္ဒီတို့ဆိုတာလေအဲ့ဒီကအဲ့ထားတော့အစ္စရေးနိုင်ငံတို့ကပြောတယ်အစ္စရေးစစ်ရေးဘက်ကပဲကြီးဘာဘက်ကပဲကြီးအသာသီးရအောင်အမြဲတမ်းယူသားကြိုးစားနိုးကြနေတဲ့နိုင်ငံပေါ့ဇဘာတတိယနိုင်ငံကရေထဲစိုက်တာဟုတ်ဗျာနော်သူတို့ကကန္နာရထဲစိုက်တာလေဘယ်လိုစိုက်မလဲ
ရေလှောင်းပြီးတိုက်တာမဟုတ်ဘူး irrigation system အဆက်ချတဲ့စနစ်နဲ့စိုက်တာဂျပန်မှာကျတော့သူ့ရဲ့စိုက်တဲ့စနစ်ကတစ်မျိုးဗျာအဲ့တော့တို့နိုင်ငံအဲ့လိုမျိုးဆေးဖျန်းဖို့လို့တဲ့ဒီပင်ကဘာဓာတ်လို့နေတော့ဒီပင်ကဘာဓာတ်များနေတာမြေကြီးကိုလည်းသူတို့သိတယ်အပင်ကိုလည်းသိတယ်အသီးနှံတွေနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိတယ်အခု AI ပေါ်လာတဲ့အခါကျတော့လွယ်တယ်ဗျာငရုတ်ပင်တွန့်နေလို့ AI Google ကိုသွားနော် Google မှာ Google Lens ဆိုတာရှိတယ်အဲ့ဒါလေးနဲ့တက်ပုံရိုက်ပြီးတော့အဲ့ဒါကိုမေးလိုက်ဘာယောဂရနေတာပြောလိမ့်မယ်ဘာဓာတ်လို့နေတာဘာယောဂရနေတာခက်ကအဲ့လိုဖြစ်သွားပြီရှင်ပြတယ်နော်အဲ့ဒါဆိုတော့ဒါတို့နီးပညာနိုင်ငံတွေဒီလိုပြောမယ်တောင်သူကလောင်းကုန်တယ်ဒီလိုနိုင်ငံကျတော့ဖင်ထဲဟိုရွှွန့်တပိတ်တာဝင်မှစပားလေးတနန်ထွက်တယ်ဆိုတဲ့ဟာမျိုးအဆက်သက်ကပြောခဲ့တာလေနဖူးကကျွေချိန်မှကြာမှဆိုရင်နာအောင်ပြောခဲ့တာလေအခုချိန်ဒီလည်းအဲ့ဒါမပြောင်းသေးဘူးပြောင်းတော့မှာဟိုတို့နိုင်ငံကဆရာဝန်လိုနေပြီးတော့စပားတွေပါတွေထွက်အောင်စပယ်ရှယ်လုပ်နေနိုင်ပြီအဲအကြောင်းတပည့်တော်တို့ဒါလေးတွေကိုပြုပြင်ပြောင်းလဲနိုင်ဖို့ဒါကြောင့်ဒီနိုင်ငံကြီးဘာကြောင့်တိုးတက်တာလဲဆိုတာကိုပြောတော့ဒီချိန်ဒီလောက်ပါဗျာနားပါဗျာအားလုံးမင်္ဂလာပါဗျာ